ယူဟောင်းကရွှေမြတ်မှန်ဖျားကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းကိုဆိုက်ရမယ်ဆိုရင်တော့ပြုခင်နှောင်းကာလာတစ်ခု BC 900စုခန့်မှာဒုရပောင်မင်းကြီးဗေဒနိုးမိဖုရားနဲ့စန္နာဒီဝီမိဖုရားတို့ဟာရွှေနက်တောင်ဇေဒီမြတ်ကြီးကိုဖူးမြော်ပြီးတော့ပြန်အခုတဲကုန်းလို့ခေါ်ဆိုတဲ့အရက်မှာခရီးတစ်ထောင်ညအိပ်ရနာခဲ့ပါတယ်။ဗေဒနိုးမိဖုရားကြီးဟာအဲ့ဒီနေ့ညမှာပဲသူတို့တဲခိုရနေရာရဲ့အနောက်မြောက်ယွန်းယွန်းအရက်မှာဗုဒ္ဓရုပ်ပွားတော်တဆူကိုဖူးမြော်ရတယ်ဆိုတဲ့ထူးဆန်းတဲ့အိမ်မက်ကိုမြင်ပါပါတယ်။အဲ့ဒါနဲ့မနက်မိုးလင်းတော့ဒုရပောင်မင်းကြီးထံအိမ်မက်အကြောင်းလျှောက်ထားခဲ့တဲ့အခါမင်းကြီးလည်းမိဖုရားမူးမတ်ပရိသတ်နဲ့တကွဗေဒနိုးမိဖုရားရဲ့အိမ်မက်ထဲကနေရာစီကိုတွားရောက်ရှာဖွေကြပါတော့တယ်။အခုရွှေမြတ်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားခဲ့တဲ့နေရာဖျောက်စိတ်ကုန်းအခုတိန်ကုန်းကိုရောက်တဲ့အခါမှာဖျားရောင်ကြီးတော်တွေလိုမျိုးအယောင်အမျိုးစုံဝင်းလက်နေတဲ့ရောင်စင်တွေကကောင်းကင်ထက်မှဖြာတက်သွားတာကိုမင်းမိဖုရားမူးမတ်ပရိသတ်တွေအားလုံးမြင်တွေ့လိုက်ကြရတာပါ။ဒါကြောင့်ဒုရပောင်ဟာဒီဖြစ်ရဆက်ဟာဖျားတဲ့ကုသိုလ်ကောင်းမှုပြုဖို့အတွက်နတ်ကောင်းနှမျက်တွေပြသတဲ့နမိတ်တစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်ပြီးမဟာတက္ကရာ250ပြည့်နှစ်မှာဗုဒ္ဓရုပ်ပွားတော်တဆူကိုအရိယဒေတာမှာပဲတည်ထားကိုးကွယ်ခဲ့ပါတယ်။ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်ပြီးတော့မကြာမီကာလမှာပဲဒုရပောင်မင်းကြီးရဲ့မျက်စိနှလုံးသားမှာရှိနေတဲ့တတိယနတ်မျက်စိရုပ်တရက်ကွဲသွားတာကြောင့်ပညာရှိမှုမှတ်တွေကိုဘေးရင်ကိန်းကန်းတွေတွက်ချက်ကြည့်စေပါတယ်။အရိကာမူမတ်တွေကမင်းကြီးတီတာကိုးကွယ်ခဲ့တဲ့ရုပ်ပွားတော်မြတ်ကြီးမှာရုပ်ပွားတော်မြတ်ကြီးရဲ့မျက်လုံးနဲ့လိုက်ဖက်ညီပြီးမျက်လုံးတော်ပုံတရံနဲ့တူညီတဲ့မှန်တစုံကိုစက္ကန့်လူတန်းမှာကမင်းကြီးရဲ့နတ်မျက်စိအလင်းရောင်ပြန်လည်ရရှိမှာဖြစ်ကြောင်းရှောက်ထားကြတာကြောင့်မှန်တစုံကိုဗုဒ္ဓရုပ်ပွားတော်မှာချက်ချင်းစက္ကန့်လူတန်းလိုက်စဉ်တခဏအတွင်းမှာပဲဒုရပောင်မင်းကြီးရဲ့နတ်မျက်စိအလင်းပြန်လည်ရရှိလာခဲ့ပါတယ်။အရိချင်းကစပြီးရွှေမြတ်မှန်ရုပ်ပွားတော်ကြီးဖြစ်တဲ့လူသိများလာခဲ့တာပါ။မြန်မာတက္ကရာ1229ခုနှစ်မတိုင်မီကုန်းမောင်ခေတ်ကာလမှာသာသနာရေးဂိုင်းကဏ္ဍတွေအသင်းခွဲပေါ်ပေါက်လာတာကြောင့်သာသနာတော်တည်တံ့ပြန်ပွားစေခြင်းအတွက်ရွှေတောင်မြို့သားကြီးဇေယနန္ဒမိတ်ကဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုပြန်လည်ပြုပြင်ပြီးတော့ဒုရပောင်မင်းကြီးလှူဒန်းခဲ့တဲ့မှန်တစုံကိုခြုံငုံပြီးရွှေသားတီးရှိတဲ့မျက်မှန်တော်ကြီးဖြစ်နေပြုပြင်မွမ်းမံတက်ဆင်ပူဇော်ခဲ့ပါတယ်။မြတ်မှန်ဖျားကြီးဟာအခုခါမှာညံတော်အတောင်20ခန့်မြင့်ပြီးရုပ်ပွားတော်ရဲ့မျက်နှာ3ပုံတစ်ပုံခန့်သာသာအရွယ်ရှိတဲ့ရွှေမျက်မှန်ကြီးကိုတက်ဆင်ထားပါတယ်။မျက်မှန်တော်ကြီးမှာတစ်ဖက်မှတစ်ဖက်အထက်အောက်ခွင်းကျဲလက်မ20စီရှိကအလျား22လက်မှရှိပါတယ်။ခေဆက်ဆက်မျက်စိဝေဒနာရှင်တွေကရုပ်ပွားတော်ကြီးရဲ့မျက်မှန်တော်ကိုပြုပြင်လှူဒန်းတန်းဆင်တဲ့အနေနဲ့မျက်စိယောဂါတွေကိုတတ်တာပြောက်ကဲနေလို့ယုံကြည်ကြပါတယ်ပရိသတ်